လမ်းဘေးတနေရာမှာကောင်မလေးတယောက်ရဲ့ပကြီးကိုဆွဲပေးနေရင်းနဲ့ကျွန်တော်ရဲ့ပကြီးဆွဲတဲ့ခဲတံဟာရုတ်တရက်ကျိုးသွားခဲ့ပါတယ်ပကြီးဆက်ဆွဲဖို့အတွက်ခဲတံဘူးထဲမှာလိုက်ရှာကြည့်ပေမဲ့တင့်တော်မဲ့ခဲတံမတွေ့တာနဲ့နောက်ဆုံးမှာတော့ဘေးနားမှာအထီးကျန်စွာလဲလျောင်းနေတဲ့ခဲတံအစုပ်လေးတစ်ချောင်းကိုပဲကောက်ယူပြီးဆွဲဖို့ဆုံးဖြတ်လိုက်ရပါတယ်ဒီခဲတံလေးကောင်းကောင်းရေးလို့ရမရစမ်းသပ်ဖို့အတွက်စာရွက်အလွတ်တစ်ခုပေါ်မှာလမ်းဘေးကကြောက်ခဲပုံလေးကိုအလွယ်တကူဆွဲလိုက်မိပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမယုံနိုင်စရာကောင်းအောင်အဲ့ဒီကြောက်ခဲပုံဟာတကယ်ကြောက်ခဲအစ်စ်အဖြစ်ပြောင်းလဲသွားပြီးလိမ့်ဆင်းသွားခဲ့ပါတယ်အဲ့တော့ပန်းတီးပုံတစ်ပုံကိုထပ်မံဆွဲကြည့်လိုက်ပါတယ်အံ့ဩစရာကောင်းတာကပုံဆွဲပြီးတာနဲ့အဲ့ဒီပန်းတီးပုံဟာတကယ်အနီရောင်ပန်းတီးအစ်စ်အဖြစ်ပြောင်းလဲကကျန်းပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်ဆက်စုချင်းစိမ့်နဲ့အဲ့ဒီပန်းတီးကိုကောက်စားကြည့်လိုက်တဲ့အခါမှာလဲလက်ဆက်တဲ့ပန်းတီးအစ်စ်တစ်လုံးလိုပဲအရသာရှိနေခဲ့ပါတယ်ဒါဟာပန်းတီးကိုအိတ်ကက်ထဲထည့်ပြီးတငယ်ချင်းဖြစ်သူကိုပြောပြဖို့အတွက်အပြေးလွှားသွားခဲ့ပါတော့တယ်တဝက်စားထားတဲ့ပန်းတီးကိုပြပြီးဒါဟာကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့မော်ဆန်တဲ့ပန်းတီးဖြစ်ကြောင်းပြောပြခဲ့ပေမဲ့တငယ်ချင်းကတော့ထုံးစံအတိုင်းမယုံကြည်ပဲကျွန်တော်ကိုအုံနောက်သွားစစ်ဖို့တောင်လောင်ပြောင်ခဲ့ပါတယ်ကျွန်တော်လည်းမပြောဘူးဆိုတာတက်တည်ပြဖို့အတွက်သူကရွှေတုံးတုံးဆွဲပြဖို့စင်ခေါ်ခဲ့ပါတယ်ကျွန်တော်လည်းရွှေတုံးပုံကိုချက်ချင်းဆွဲလိုက်ပေမဲ့ချက်ချင်းရွှေတုံးအဖြစ်ပြောင်းမလာခဲ့ပါဘူးအဲ့ဒါကိုမြင်တဲ့တငယ်ချင်းကရေမောပြီးပုံဆွဲထားတဲ့စာရွက်ကိုပြတင်းပေါက်ကနေအပြင်ကိုလွှတ်ပစ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲပြတင်းပေါက်အောက်ကနေလူကြီးတယောက်ရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်လွှတ်ပစ်လိုက်တဲ့စာရွက်ဟာလမ်းပေါ်ကလူကြီးရဲ့ခေါင်းကိုတွားမှန်ခဲ့တာပါအဲ့ဒီလူကြီးဟာဒေါသတကြီးနဲ့ဘယ်ကောင်ကခေါင်းကိုပုတ်ခဲနဲ့ပစ်တာလေလို့အော်ဟစ်မင်းမြန်းရင်းလက်ထက်ကအရာကိုငုံကြည့်လိုက်တဲ့အခါမှာတော့အုတ်ခဲမဟုတ်ပဲလေးလံတဲ့ရွှေတုံးကြီးတစ်တုံးဖြစ်နေခဲ့တာကိုအံ့ဩစွာတွေ့ရှိသွားပါတယ်သူဟာဘာမှမပြောတော့ပဲရွှေတုံးကြီးကိုအိတ်ကက်ထဲအသာလေးထည့်ပြီးဘာမှမဖြစ်တယ်လို့ထွက်သွားခဲ့ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ကျွန်တော်တငယ်ချင်းနဲ့အရာအလုံးဟာအစ်စ်မှန်ဖြစ်ကြောင်းနောက်ဆုံးမှယုံကြည်သွားခဲ့ရပါတယ်တငယ်ချင်းဖြစ်သူဟာကျွန်တော်ကိုကိုကြီးမားတဲ့ရွှေတုံးကြီးတစ်တုံးဆွဲခိုင်းရကနေခဏကြာမှာတော့ရွှေစင်ရွှေတုံးကြီးပေါ်လာခဲ့ပါတယ်ပြီးနောက်တငယ်ချင်းကငွေသားတွေလည်းလိုအပ်တယ်ဆိုပြီးကျွန်တော်လက်ထက်ကခဲတံကိုလူယူကတန်းနေရဆိုတဲ့ကိန်းကနန်းတွေကိုရေးဆွဲခဲ့ပါတယ်ဒါပေမဲ့ဘလောက်ပဲရေးဆွဲပါစေကိန်းကနန်းတွေဟာကိန်းကနန်းတွေဖြစ်ပဲကြန့်ရှိနေခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ကခဲတံကိုပြန်ယူပြီးပတ်စံအထက်လိုက်ပုံလေးတွေကိုကျွမ်းကျင်စွာဆွဲလိုက်တဲ့အခါမှာတော့အခန်းပြေပတ်စံပုံကြီးတွေပေါ်ထွက်လာပြီးကျွန်တော်တို့နှစ်ယောက်လုံးပတ်စံပုံတွေအောက်မှာပြီးသွားခဲ့ပါတော့တယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ဟာအိမ်ငါးကားတွေကိုနှစ်ပေါင်းများစွာကြိုတင်ပေးချင်နိုင်ုံသာမကတတိကြီးတွေလိုဝိစင်ကဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါတယ်ဒါတွေမကပါဘူးဒီမော်ခဲတံကိုအသုံးပြုပြီးစင်ရဲသားရက်ကွက်ကလူတွေအတွက်အိမ်ကောင်းကောင်းတွေဆွဲပေးကကူညီပေးခဲ့လို့ကျွန်တော်တို့ရဲ့ပုံတွေဟာမျိုးအနှံ့မှာကြော်ကြားလာခဲ့ပါတယ်ကျွန်တော်တို့ဟာဒီမော်ခဲတံကိုကိုယ့်ရဲ့တကူကောင်းဆန္ဒတွေအတွက်အသုံးမပြုပဲအမှန်တကယ်လိုအပ်နေတဲ့သူတွေကိုကူညီပေးဖို့အတွက်သာအသုံးပြုခဲ့ကြပါတယ်ကဲပရိသတ်ကြီးတို့ရောဒီလိုမော်ခဲတံမျိုးရခဲ့မယ်ဆိုရင်အရင်ဦးဆုံးဘာပုံကိုဆွဲမလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦးခင်ဗျာ